ဆာလာကိုကြော်ပြီး2024ဘောလုံးတရားစုစကားတွေမှာအငင်းပွားပွဲပါဝင်လာခဲ့ကြတဲ့ကစားမလေးယောက်အားလုံးပဲမင်္ဂလာပါဟန်လက်မြန်မာစပွားရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုလိုက်ပါတယ်လီဗာပူးအသင်းဟာယခုနှစ်ဘောလုံးရာသီမှာတော့ပြိုင်ပွဲစုံမှာခြေစွမ်းကောင်းတွေပြသနေနိုင်ပြီးအထူးသဖြင့်ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့အတွက်အတော်လေးကိုနှီးစပ်နေပြီဖြစ်ပါတယ်လီဗာပူးတော့အခုလိုအခြေအနေမျိုးမှာရပ်တည်နိုင်ဖို့အတွက်အထူးကျတဲ့နေရာကနေပါဝင်အသုံးတော်ခံပေးနေတဲ့ကစားသမားကတော့ဆာလာပဲဖြစ်ပါတယ်အီဂျစ်ဘီရင်ကြီးဟာစိတ်လှုပ်ရှားစွာဆုံးဖြတ်သွင်းကိုတွေအများပြားသွင်းယူနိုင်ခဲ့ပြီးလီဗာပူးကိုအကောင်းဆုံးထမ်းတင်ပေးထားနိုင်ခဲ့ပါတယ်ဒါကြောင့်ယခုနှစ်ဘောလုံးရာသီအတွက်ဘောလုံးတရားစုကိုဆာလာကပဲရရှိသွားတော့မယ်လို့ထင်ကြေးပေးခြင်းခံလာရတာရှိလာပါတယ်ဒါပေမဲ့ဘေးယာကိုမှကြွေပြီးတော့တွေးထားလို့မရပါဘူးပြီးခဲ့တဲ့2023-24ဘောလုံးရာသီကဆိုရင်လည်းဆာလာကအာဖရိကဖလားမှာတရားရရှိခဲ့ပေမဲ့ပြိုင်ပွဲစုံမှာသွင်းဂိုး25ဂိုးနဲ့ဂိုးဖန်တီးမှု14ချိန်ပြုလုပ်ပေးထားနိုင်ခဲ့တာပါဒါပေမဲ့ဘောလုံးတရားစကားရင်ဆင်းတဲ့ကိုတော့မပါဝင်ခဲ့ပါဘူးဆာလာဟာဘောလုံးတရားစုတဲ့စကားရင်ဆင်းတဲ့မဝင်ခဲ့ပဲဆာလာလောက်တောင်စွမ်းဆောင်မကောင်းခဲ့တဲ့ဒီကစားမ9ယောက်ကတော့ဘောလုံးတရားစုရဲ့စကားရင်အယောက်30ထဲမှာပါဝင်လာခဲ့ကြတာကိုအံ့အားသင့်ဝင်မြင်တွေ့ခဲ့ရပါတယ်ဘယ်ကစားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်ပါနံပါတ်1အိုဒီကက်အာဆင်နယ်က2024ခုနှစ်ဘောလုံးရာသီအတွင်းမှာဆူပလာလုံးမမရရှိခဲ့ပါဘူးကွန်မတီတိုင်းကဆူပလာအနေနဲ့ထက်တွက်စရာအကြောင်းမရှိတာဖြစ်လို့အာဒီတာကိုဝမ်းနေပါတယ်လို့ဆိုကြပါတယ်ဒါပေမဲ့အာဆင်နယ်ကစားမ၄ယောက်ထိဘောလုံးတရားစုစကားရင်ဆင်းထဲမှာပါဝင်သွားခဲ့ပါတယ်အင်္ဂလန်နဲ့ယူရိုဖိုင်နယ်ကစားခဲ့ကြတဲ့ဒက်ကလန်ရိုက်ဆာကာတို့ပါဝင်လာတာကတော့ညှင်းခုန်စရာမရှိပါဘူးဆာလီဘာကလည်းပြင်သစ်နဲ့အတူဆီမီဖိုင်နယ်တက်ရောက်နိုင်တဲ့အထိစွမ်းဆောင်နိုင်ခဲ့တာပါဒါပေမဲ့ယူရိုပြိုင်ပွဲမှာခြေစစ်ပွဲတော်မအောင်ခဲ့တဲ့အိုဒီကက်ကြီးစကားရင်နဲ့ပါဝင်လာတာဂေကြီးကတော့မေကွန်ထုတ်စရာကောင်းနေပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကအော်ရီကတ်ဟာအာဆင်နယ်တို့ဂိုးဖန်တီမှု10ကျင်းသာပြုလုပ်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ပါတဲ့မပါတဲ့ကိုယ့်ဘာသာကိုစဉ်းစားကြည့်ကြပါတော့နံပါတ်1 Ruben Diasရိုဘင်ကတော့ပြီးခဲ့တဲ့နေ့မှာစီးတီးနဲ့အတူ၄နှစ်ဆက်အမေပေးဖလားကိုရရှိခဲ့ပါတယ်ဒါပေမဲ့လည်းသူ့ကိုဘောလုံးတရားစုစကားရင်ဆင်းထဲမှာထည့်ထားတာကြီးကဘာကိုကြည့်ပြီးဆုံးဖြတ်တာလဲလို့တော့မေးစရာရှိနေပါတယ်နောက်တန်းစွမ်းဆောင်ရည်ကိုကြည့်ရင်လည်းအာဆင်နယ်ကစီးတီးထက်ပေးကိုပိုနေခဲ့သေးတာပါဟာလန်ဖိုဒန်ရိုဒီတိုပါခဲ့တာကလက်ခံပေးလို့ရပါမယ်ရိုဘင်ဒီယက်စ်ကြီးပါဝင်ခဲ့တာကကျွန်တော်အနေနဲ့အခုချိန်ထိလက်ခံပေးလို့မရနိုင်သေးဘူးဖြစ်နေပါတယ်ခင်ဗျားတို့ကလက်ခံပေးနိုင်ကြရဲ့လားနံပါတ်3လွတ်မှန်လီဗာပူးဆင်အသင်းရဲ့တမိုင်းဝင်ရှုံးပွဲမရှိဖလားသလုံးဆန်ခြင်းအိမ်မက်တီကိုယူရိုပါလိဂ်ဖိုင်နယ်မှာ3ဂိုးသွင်းပြီးရိုက်ချိုးလိုက်တာကလွတ်မှန်ပါဒီအတွက်အခုလိုဘောလုံးတရားစုစကားရင်ဆင်းမှာပါဝင်လာတာကထိုက်တန်တယ်လို့ထင်ကြရှိပေမဲ့တရားစီလုံးစွမ်းဆောင်ရည်ကိုကြည့်လိုက်မယ်ဆိုရင်လွတ်မှန်ကဆာလာကိုအဖက်ဖက်ကနေမရှင်နိုင်ပါဘူးဒဏ်ရာတွေနဲ့လုံးမနေခဲ့ရတော့မှဒဏ်ရာကနေပြန်လာခဲ့ပြီးတဲ့နောက်ဆာလာက10ဂိုးသွင်း5ချိန်ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်နံပါတ်4မတ်ဟမ်မဲဒေါမွန်နဲ့ချန်ပီယံလိဂ်ဖိုင်နယ်တက်ခဲ့တာကတော့အသိမဲ့ပြုပေးခြင်းစရာရှိပါတယ်ဒါပေမဲ့ဘော်နယ်လီဂါမှာဆိုရင်ဒေါမွန်ကလီဗာပူးဆင်ရဲ့နောက်28မှတ်အကွာနဲ့အဆင့်9နဲ့ရာသီတင်ခဲ့ရသလိုဘိုင်ယန်ကို4-0နဲ့ရှုံးနေခဲ့ရတဲ့ပွဲတွေလည်းရှိခဲ့တာပါဒါကြောင့်ဟမ်မဲပါဝင်လာခဲ့တာကြီးကလည်းလက်ခံပေးနိုင်စရာအကြောင်းမရှိပါဘူးဒါကြောင့်ဘောလုံးတရားစုဆိုတာသူရွေးချင်တဲ့သူကိုရွေးပြီးသူပေးချင်တဲ့သူကိုပေးတာဖြစ်ပါတယ်ဘလုံးမကိုလက်ခံနိုင်စရာအကြောင်းမရှိတဲ့စုဖြစ်ပေမဲ့ဝမ်းနည်းစရာကောင်းတာကဒီစုဟာဘောလုံးလောကရဲ့အဆင့်မြင့်ဆုံးစုအပြင်အားလုံးကအခုချိန်ထိတတ်မှတ်ထားကြတာပါပဲဆာလာအတွက်ကတော့ဒီနေ့မှာတရားမျှတမှုတွေပြန်ရပါစေလို့ဆန္ဒပြုလိုက်ရပါတယ်